မေဘယ်ဟာငငယ်တဲ့ကတခြားကလေးတွေနဲ့မတူတဲ့ကောင်မလေးပါသူမကလူတွေထက်တရိษံတွေနဲ့ပိုရင်းနှီးတယ်ကျောင်းမှာတော့တရိษံလေးတွေကိုကယ်ဖို့လွယ်အိတ်ထဲထည့်ပြီးခိုးထုတ်လာတဲ့အထိတတိရှိတယ်ဆရာမတွေမိဘတွေကပြဿနာရှာတဲ့ကလေးလိုမြင်ပေမဲ့သူမအတွက်တော့တရိษံတွေဟာကာကွယ်ပေးတဲ့တက်ရှိတွေပါအဲ့ဒီလိုပြဿနာတွေတက်ပြီးတိုင်းသူမဖွားစီသွားနေတတ်တယ်အဖွားကမေဘယ်ကိုမြို့ပြင်ကတောအုပ်လေးတစ်ခုစီအမြဲခေါ်သွားတယ်အဲ့ဒီနေရာလေးကတိတ်ဆိတ်တယ်ရေစီးတန်ငှက်တန်လေးတိုက်တန်တွေနဲ့ပြည့်နေတယ်အဖွားကတဘာဝထဲရောက်ရင်လူကကိုကဘာကြီးရဲ့အစိတ်ပိုင်းတစ်ခုလိုခံစားရတယ်လို့ပြောတတ်တယ်မေဘယ်အတွက်တော့အဲ့ဒီတောအုပ်လေးကရိုးရိုးနေရမဟုတ်ဘူးသူမရဲ့ကလေးဘဝအဖွားနဲ့အမတ်တရတွေစိတ်အေးချမ်းမှုတွေအကုန်ရှိနေတဲ့နေရာလေးဒါပေမဲ့နှစ်တွေကြာလာတော့အဲ့ဒီတောအုပ်နေရာကိုမြို့တော်ဖွံ့ဖြိုးရေးစီမံကိန်းအတွက်ဖျက်သိမ်းဖို့စီစဉ်လာကြတယ်လူအများစုအတွက်တော့ဒါကရိုးရိုးမျိုးပြစီမံကိန်းတစ်ခုပဲမေဘယ်အတွက်တော့သူမရဲ့အမတ်တရတွေကိုဖျက်ဆီးခံရတယ်လို့ဖြစ်နေတယ်မျိုးပြစီမံကိန်းဦးဆောင်သူဂျယ်ရီကမေဘယ်ကိုဒီတောကိုလူတွေတကယ်ကာကွယ်ခြင်းနဲ့ဆိုရင်48နာရီအတွင်းလုံလောက်တဲ့လက်မှတ်တွေယူလာခဲ့လို့ပြောလိုက်တယ်ဒါနဲ့မေဘယ်လည်းမျိုးအနှံ့လိုက်ပြီးလူတွေကိုတောအုပ်ရဲ့အရေးကြီးမှုကိုရှင်းပြရင်းလက်မှတ်တွေစုဖို့ကြိုးစားတော့တယ်တို့ပေမဲ့တနေတာတာကုံသွားပေမဲ့အချီးနှီးဖြစ်ရင်အိမ်သာပြန်ခဲ့ရတယ်ဂျယ်ရီရဲ့ဗီဒီယိုကိုကြည့်ရင်သူမအရေးကြီးတဲ့အချက်တစ်ခုသိသွားတယ်စီမံကိန်းကအဲ့ဒီနေရာမှာတရိษံတွေမရှိပါဘူးဆိုတဲ့ report နဲ့ပဲခွင့်ပြုချက်ရထားတာဖြစ်ပြီးတကယ်သာတရိษံတွေရှိနေတာကိုသက်သေပြနိုင်ရင်စီမံကိန်းကိုရပ်တန့်နိုင်သေးတယ်ဆိုတာသူမနားလဲသွားတယ်တရိษံတွေတကယ်ရှိနေကြောင်းသက်သေလိုအပ်လာတယ်ဒါပေမဲ့ရိုးရိုးဗီဒီယိုဒါမှမဟုတ်ဓာတ်ပုံနဲ့မလုံလောက်နိုင်တာကြောင့် Wildlife Research နဲ့နည်းပညာပိုင်းကျွမ်းတဲ့ Professor Sun ကိုတွားတွေ့ခဲ့တယ် Professor Sun ကပြီးပတကောင်ရှိနေသေးရင်တခြားသောတိရစ္ဆာန်တွေလည်းအသက်ရှင်နေသေးတဲ့အတိတ်ပဲဖြစ်နိုင်တယ်လို့ပြောတာကြောင့်မေဘယ်တို့ပြီးဖို့တက်တည်အနေနဲ့ရှာဖို့ကြိုးစားကြတော့တယ်ဘီဘာကြိုက်တတ်တဲ့အရာတွေတုံးပြီးတစ်နေ့လုံးစောင့်နေခဲ့ပေမဲ့ညဘက်ရောက်မှသာတွေ့ခဲ့တယ်ဘီဘာကသူမမြားထားတဲ့အရာတွေကိုကြော်သွားတာကြောင့်သူမနောက်ကနေလိုက်ကြည့်ခဲ့တယ်ဘီဘာရဲ့ရှေ့ကိုကားတစ်စီးရောက်လာပြီးပါသွားတာကြောင့်သူမဆက်ပြီးနောက်ကနေလိုက်ခဲ့တယ်ဘီဘာကိုကယ်ဖို့အလန့်တကြားပြေးဝင်သွားတဲ့မေဘယ်ဟာသူမကယ်နေတာကတက်ရှိတကောင်မဟုတ်ပဲဆက်ရုပ်ဘီဘာသာဖြစ်ကြောင်း Professor Sansi ကသိလိုက်ရတယ် Professor ကလူသားတွေရဲ့စိတ်ကိုဒီဆက်ရုပ်တွေထဲထည့်ပြီးတိရစ္ဆာန်တွေရဲ့ကဘာကိုကိုယ်တိုင်ဝင်လေ့လာနိုင်တယ်လို့သူတို့အချင်းချင်းဆက်သွယ်နေတဲ့အတန်တွေကိုပါနားလည်နိုင်ကြောင်းဆက်ရှင်းပြတယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာတော့မေဘယ်တယောက်ကိုယ်တိုင်ရှာဖို့အကြံရသွားတယ်မေဘယ်တယောက်ဘီဘာတကောင်ဖြစ်သွားပြီးနောက်အန်အောမင်တက်ပြီးကိုကြည့်နေမိတယ်။သူမရဲ့ဘီဘာရှာမဲ့အစီအစဉ်ကိုဆက်လုပ်ဖို့ကြိုးစားပါတော့တယ်။ Professor Sun ကတော့သဘောမတူတာကြောင့်တားဖို့လုပ်နေရင်းကနေသူမကြိုးစားပြီးအပြင်ကိုထွက်လာခဲ့တယ်။သူမလွတ်ပြီးအထင်နဲ့ပျော်နေတော့တိတ်မကြပါဘူး။ဇီးကွက်တကောင်ကသူမကိုချီသွားတယ်။ဇီးကွက်လက်ကလွတ်ဖို့ကြိုးစားတာကအရာထင်သွားတာကြောင့်ကောင်းကင်ကနေအောက်ကိုကျလာပါတော့တယ်။နောက်နေ့မနက်မှာတော့သူမတိရစ္ဆာန်တွေရဲ့အတန်ကိုနားလည်နေတာကြောင့်အန်အောဝမ်းသာဖြစ်နေပါတယ်။သူမရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့ဘီဘာကိုရှာပါတယ်။နောက်ဆုံးမှာတော့ပင့်ကူရဲ့လမ်းပြပေးမှုကြောင့်လုတ်ဆိုတဲ့ဘီဘာကိုတွေ့လိုက်တယ်။သူမကသူမနဲ့အတူတူပြန်လိုက်လာပြီးဆက်တီဆောက်ပြီးတိရစ္ဆာန်တွေကိုကယ်တင်လိုက်ကြဆိုလို့ပြောနေပေမဲ့လုတ်ကတော့စိတ်မဝင်စားပဲထွက်သွားဖို့ပြင်ပါတယ်။အဲ့အချိန်ခြုံပုတ်ထဲကနေဝက်ဝံကလုတ်ကိုစားဖို့ကြံတော့သူမလည်းအစီအစဉ်အတွက်လုတ်ကိုလိုက်ခဲ့ရပါပြီ။ဝက်ဝံကလက်ကနေလွတ်သွားပေမဲ့လုတ်ကဘာလို့ခဲ့တာလဲဆိုတော့သူမအံ့ဩရပြန်ပါပြီ။လုတ်တယောက်ရဲ့အေးဆေးပုံကတော့စီးမြုံတွေကိုဖောက်ဖျက်တာမို့ဘရင်နဲ့တွေ့ဖို့လိုပြီးဆိုပြီးဘရင်စီ3ယောက်သားထွက်လာခဲ့ကြတယ်။ဘရင်နာမည်ကတော့ဂျော့ပါ။ဂျော့ကလူစိမ်းဘီဘာစိမ်းကိုတွေ့တာနဲ့တန်းဘီဘာစိမ်းလို့တန်းသိတာကြောင့်နာမည်ကိုမေးလိုက်တယ်။သူမကမေဘလို့ပြန်ပြောလိုက်ပြီးစီးမြုံတွေကိုမသိကြောင်းပြောလိုက်တဲ့အခါဂျော့ကလှည့်ပတ်ပြရင်းရှင်းပြတော့တယ်။လူစိမ်းလို့မနေပါနဲ့။တယောက်နာမည်ကိုတယောက်သိထားရင်ကမုံဖို့မလွယ်ကူတော့ဘူးလေ။နှစ်စားရမယ့်အချိန်မှာစားပါ။သုံးအားလုံးကတစ်ဖွဲ့တည်းပါအခက်ခဲရှိနေတဲ့သူကိုအားလုံးကဝိုင်းကူညီကြရမယ်လေဆိုပြီးရှင်းပြပါတော့တယ်။ဒီကောင်လေးကဆက်ရှင်းပြတဲ့အခက်ခဲကြုံတဲ့သူတွေကိုဂျော့ကလက်ခံထားတာပါဆိုပြီးတော့ပေါ့။ဂျော့ကစီးမြုံတွေကသူဟာသူတော့အလုပ်လုပ်နေပါတယ်လူသားတွေပါအပါဝင်လို့ပြောတော့မေဘယ်ကလူသားတွေကဂျော့ထင်တယ်လို့မဟုတ်ကြောင်းပြောပါတယ်။နှစ်ယောက်တည်းပြောချင်တယ်လို့မေဘယ်ကပြောတော့ဂျော့ကလာကြောင်းနဲ့ထင်နေပါတယ်။မေဘယ်ကတော့သူတို့အရင်ကနေထိုင်ခဲ့နေရကိုပြန်ပြောင်းရွေ့နေဖို့ပြောချင်တာပါ။အဲ့နေရာကစူညံတန်တွေကြောင့်နေထိုင်လို့မကောင်းလို့ပြန်ပြောပါတယ်။တကောင်ပြီးတကောင်စူညံတန်ကိုပြောပြနေပေမဲ့တမျိုးပြီးတမျိုးဖြစ်နေတာကြောင့်လိုက်ပြီးပြဖို့ဖြစ်လာပါတော့တယ်။အဲ့ဒါနဲ့ပဲစကားလေးပြောရင်းရှောက်လာခဲ့ကြတာစူညံတဲ့နေရာစီရောက်လာကြပါပြီ။အကုန်လုံးကတော့စူညံလုံးလို့တယောက်တန်တယောက်မကြားရဖြစ်နေချိန်မှာမေဘယ်အတွက်တော့ဘာတမ်းမှကြားမနေရပါဘူး။သူမသဘောပေါက်သွားတဲ့တိရစ္ဆာန်တွေသာကြားနိုင်တဲ့အတန်ဆိုတာကို
ဒါကြောင့်သူမဘဲဘက်ကစူညံတာလဲကိုတီးဖို့ကြောကိုရှာဖွေရေးပစ္စည်းတစ်ပွဲသုံးပြီးရှာတော့တယ်။တစ်ပင်အတူနဲ့အပင်ပေါ်ကစောင်းပေါက်ကိုသူမတွေ့သွားပြီ။သူမအဲ့ဒါကိုဖျက်ဆီးဖို့အပင်ပေါ်တက်သွားပါပြီ။တက်နေတော့မှမတော်တဆအပင်ကိုထိန်းတဲ့ဟာကိုဖြုတ်မိတယ်လို့ဖြစ်ပြီးအပင်ကအခုဆိုရိုင်းတိုင်တိုင်ဖြစ်နေပြီ။ထိုအချိန်မှာပဲ Professor Sam ရဲ့လုပ်ဖော်ကိုင်ဘက်ကငှက်ဆက်ယုံကိုတုံးပြီးသူမကိုပြန်လိုက်ဖို့ပြောပါတယ်။သူမကစောင်းပေါက်ကိုဖျက်ဆီးဖို့သာအာယုံစိုက်နေတာဖို့အတင်းခေါ်ဖို့လုပ်နေတယ်။အဲ့လိုကနေတစ်ပင်ရုတ်တရက်လဲကျသွားရင်စူညံတန်တွေဟာလည်းပျောက်သွားပါပြီ။သူမဟာသူတို့ကြားမှာသူရဲကောင်းတစ်ဖွဲပါပဲ။သူမကဒီနေရာမှာနေကြဆိုပြီးပြောလိုက်ပါတယ်။သူတို့ဟာတိတ်မကြခင်မှာပဲစက်တီဆောက်လိုက်ကြတယ်။အခုဆိုတရိတ်ဆန်တွေအတွက်နေချင်းစပွဲနေရာပြန်ဖြစ်သွားပါပြီ။သူမရဲ့အစီအစဉ်ဟာလည်းအောင်မြင်သွားပြီးမှုပြန်ဖို့လုပ်ပါတယ်။သို့ပေမဲ့ဂျောကခေါ်နေတာကြောင့်ခဏလောက်နေဖို့ဆုံးဖြတ်လိုက်တယ်။အဲ့အချိန်တစ်ဖက်မှာလည်းဂျယ်ရီစီဖုန်းဝင်လာပြီးတရိတ်ဆန်တွေပြန်ရောက်နေကြောင်းသတင်းပို့တာကိုလက်ခံရရှိလိုက်တယ်။ဂျောကသူ့လူတွေကိုငါတို့တော့လှုပ်ရှားတွေရှိလာပြီးဆိုပြီးပြောလိုက်တယ်။ဂျောနဲ့မေဘယ်ကတော့တနေ့တာပင်ပန်းသမျှကိုရေလေးကူရင်းစကားပြောရင်းနဲ့ဖြစ်တန်းနေပါတယ်။ဂျောကတော့အကုန်လုံးကိုလွယ်လွယ်ယုံကြည်နေတာကြောင့်မယုံကြည်သင့်ကြောင်းပြောနေပါတယ်။ပြီးခဲ့တဲ့လူတွေလှုပ်တဲ့စူညံတန်ကိစ္စကိုတော့အကောင်းမြင်နေပါတယ်။မေဘယ်ရဲ့လှုပ်ဆောင်မှုတွေကြောင့်သူ့ရဲ့အကြံပေးဖြစ်လာဖို့ပြောနေပါတယ်။မေဘယ်အတွက်တော့အခက်တွေ့နေပါတယ်။သူမကတကယ်ပြီးပါတော့မဟုတ်နေတော့အဲ့အချိန်ပောက်ကွဲတန်တွေကြားလိုက်ရပြီးလို့ကိုပါရေစီးနဲ့တွေ့လိုက်ရတယ်။လုတ်ကိုဘာတွေဖြစ်နေတာလဲလို့မေးလိုက်ကြတော့ဆယ်ကပြတ်သွားပြီးစူညံတန်ထုတ်တဲ့အပင်တွေအများကြီးကိုတွေးလိုက်တယ်လို့ပြောလိုက်တယ်။ဂျယ်ရီလက်ချက်မှန်သူမသိသွားပါတယ်။တရိတ်ဆန်တွေအားလုံးမပြောင်းခင်ကနေရစီပြန်ရောက်လာကြပါပြီ။မေဘယ်ကတော့ပြန်ပြီးတိုက်ယူကြဖို့ပြောနေပါတယ်။တယောက်ယောက်ကတော့ကူညီနိုင်မှပါပြောရင်းကြောစူညံတန်တွေဖြည့်ရှင်းဖို့သွားခဲ့တုန်းကကောင်းစီအကြောင်းပြောမလို့လုပ်နေတာကိုမေဘယ်သတိရသွားတယ်။သူတို့ရောလို့ပြောတဲ့အခါဂျောကမေဘယ်တယောက်အကြံပေးနေတာလားဆိုပြီးအကြံပေးရတူရသွားပါပြီ။ဒါနဲ့ပဲကောင်စီကိုခေါ်ဖို့လုပ်ပါပြီ။ဂျောတယောက်စိတ်လှုပ်ရှားနေတာကြောင့်မေဘယ်ကဘယင်ပဲလီလို့ပြောတဲ့အခါဂျောကနို့တိုက်တတဝါရဲ့ဘယင်သာဖြစ်ကြောင်းပြောပြီးပိုးမွားဘယင်ငှက်ဘယင်ရေနေကုန်းနေတတဝါဘယင်ငါးဘယင်မှတွားတတဝါဘယင်မများဟာတကောင်ပြီးတကောင်ကောင်စီကိုရောက်လာကြပါပြီ။ပိုးမွားဘယင်မကဂျောကိုလူသားတွေကမင်းနေရာကိုလာယူနေကြတယ်။မင်းနေရာပြန်ယူဖို့အတွက်ငါတို့ကိုအကူအညီတောင်းတာလို့သိရတယ်လို့ပြောပါတယ်။ဂျောကကူညီမလာမေးတဲ့အခါမကူညီဘူးပြန်ပြောလိုက်တယ်။အစီအဝေးကခဏလေးနဲ့ပြီးသွားမလို့ဖြစ်နေတော့မေဘယ်ကတစ်ပင်အတူကြီးကောင်စီလဲမှာချပြီးရှင်းပြပါတော့တယ်။အခုကတော့မင်းတို့နေရာနဲ့မဆိုင်ပေမဲ့ဂျယ်ရီတယောက်မင်းတို့နေရာမှာလာချလာရင်တော့တက်ဆိုင်လာမှာနောက်ဆုံးမှာငါတို့နေရာဟာတေးလာပြီးဖြစ်လိမ့်မယ်ဆိုပြီးရှင်းပြတော့တယ်။ဂျယ်ရီကဘယ်သူလဲမေးတဲ့အခါမြင်သားလွယ်အောင်လူသားဘယင်ဆိုပြီးမေဘယ်တယောက်ပြန်ပြောလိုက်တယ်။ပိုးမွားဘယင်မကလည်းတယောက်တည်းအကုန်တိမ့်ပိုက်တာမျိုးမဖြစ်တင်ဘူးငါတို့ပြန်ဖြစ်တင်တယ်ဆိုပြီးပြောပြီးသူမရဲ့သားတိုက်တက်အပြင်အကုန်လုံးကဖြစ်လို့ဖြစ်နေကြပါပြီ။ကောင်စီဟာအမဲလိုက်ကြမယ်ဆိုတဲ့အချက်ပြမှုပြလိုက်ကြပါပြီ။မေဘယ်ကဖြစ်တာမျိုးမဟုတ်ပဲ6လန့်တာမျိုးဆိုရင်ရောလို့ပြောတဲ့အခါပိုးမွားဘယင်မကမင်းတို့ရဲ့အရှုပ်တွေကိုငါတို့ကရှင်းပေးနေတာမင်းတို့တိုက်ဆိုလို့ငါတို့တိုက်နေတာငတုံးတွေဘယ်ချိန်မှလက်ခံမှလဲဆိုပြီးမေဘယ်ကိုစကလုံးတွေနဲ့ကြောင်းပိတ်နေပါတယ်။မေဘယ်တယောက်မတော်တဆလက်နဲ့ပိုးမွားဘယင်မကိုဖြစ်လိုက်မိပြီ။တိုက်တက်နဲ့အကုန်ဟာပါဇက်အဟောင်းသားဖြစ်ရပြီးသူမကြောကိုခေါ်ပြီးထွက်ပြေးလာကြပြီး Professor Sam ရဲ့လုပ်ဖို့ကိုင်ဖက်တချို့ကလည်းအဲ့နေရာအဲ့မတိုင်ခင်ကတည်းကရှိနေတာမို့သူမတို့လွတ်မြောက်ဖို့ကိုကူညီပေးနေကြတယ်။မေဘယ်တယောက်ဖားဘရင်ရဲ့ဖမ်းခံရဖို့အလိုကိုစောဝန်ခံပေးလိုက်တာဆက်ရုပ်တရိတ်ဆန်ခန္ဓာကိုပျက်စီးသွားတယ်။ဖားဘရင်ကအစိပ်ပိုင်းကိုကင်ကြည့်ရင်းအော်ဟစ်လိုက်ပါတော့။ Professor Sam ရဲ့နောက်ထပ်လုပ်ဖို့ကိုင်ဖက်ဟာငှက်ဆက်ရုပ်အနေနဲ့မေဘယ်ကိုကယ်ထုတ်သွားပါတယ်။ဂျောတယောက်ကြံခဲ့တာမို့မေဘယ်တယောက်ငှက်ကိုအတင်းဆွဲပြီးဂျောကိုပါကယ်ထုတ်လာပါတယ်။တိတ်မကြခင်ပဲတခြားငှက်တွေဟာတစ္ဆာဖောင်းငှက်ဆိုပြီးမေဘယ်တို့စီးနေတဲ့ငှက်ကိုတိုက်ခိုက်ကြပါတယ်။ငှက်ဆက်ရုပ်ဟာပျက်စီးသွားပြီးမေဘယ်တို့ဟာလည်းတော်ရဲပြေးလွှားရင်း6ကမ်းပါးတဲ့ကျသွားပါတယ်။အဲ့အချိန်ပိုးမွားဘရင်မရဲ့သားတိုက်တက်ဟာပိုးမွားဘရင်ဖြစ်လာပါတယ်။ကောင်စီကပျက်စီးနေတဲ့တရိတ်ဆန်ဆက်ရုပ်အစိပ်ပိုင်းကိုကြည့်ရင်တရိတ်ဆန်တူတွေလာဆိုပြီးပြောနေကြပါတယ်။တစ်ဖက်မှာလည်းမေဘယ်ကကြောကိုကယ်တင်ပြီးနောက်သူမရဲ့လုပ်ရက်တွေကြောင့်အရာအလုံးပူဆိုးသွားခဲ့တာကိုနားလည်လာတယ်။ဂျော့ကလည်းသူ့အိမ်ကိုဆုံးရှုံးရပြီးလူသားဘရင်ဂျယ်ရီကိုပါအနေနဲ့ထည့်လိုက်ရတဲ့အတွက်စိတ်ပြက်နေခဲ့တယ်။ဒါပေမဲ့မေဘယ်ကသူမအတွင်းကဖီအားတွေကိုမထိန်နိုင်တော့ပဲဖွင့်ဟပြောပြလိုက်တယ်။သူမဟာကဘာကြီးပျက်စီးနေတယ်လို့ခံစားရပြီးဘာမှမပြောင်းလဲနိုင်တဲ့သူတယောက်လိုခံစားနေရတာပါ။အမြဲတမ်းတယောက်တည်းတိုက်ပွဲဝင်နေရတယ်လို့ဖြစ်နေခဲ့တယ်။ဂျော့ကတော့သူမကိုမစွန့်ပစ်ခဲ့ဘူး။မင်းအတွက်အရေးကြီးတဲ့အရာဆိုငါအတွက်လည်းအရေးကြီးတယ်လို့ပြောပြီးသူမနဲ့အတူဆက်ကူညီဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ဝက်ဝင်ကြီးအယ်လင်လို့ဂျော့အိမ်မြောင်လေးတို့မေဘယ်တို့ဟာစုပြီးဂျယ်ရီကိုကယ်ဖို့ထွက်လာကြတယ်။သူတို့ရဲ့အစီအစဉ်ကဂျယ်ရီကိုစီမံကိန်းရက်ခိုင်းပြီးတစ်တော်မြေကိုပြန်ပေးစေဖို့ပဲ။အဲ့ဒါဆိုကောင်စီကသူ့ကိုတတ်မဲ့အစီအစဉ်ကိုရက်တက်မယ်လို့ယုံကြည်ထားကြတယ်။ကားပေါ်ကနေဂျယ်ရီတက်လာတာကိုမေဘယ်တို့အဖွဲ့ကစောင့်နေကြပါတယ်။
တက်လာတာနဲ့အိမ်မြောင်လေးတုံကတကားကိုပိတ်လို့ကဖုန်းကိုရှာနောက်ပြီးဖုန်းကိုဘန်းကလှုပ်ပြီးမေဘယ်ကိုပေးလိုက်ပါတယ်မေဘယ်ဖုန်းကနေတဆင့်ဂျယ်ရီကိုသူ့ဘက်ကဖြစ်ကြောင်းနဲ့စီမံကိန်းရက်ဖို့နဲ့ကားစားထွက်ဖို့ကိုပြောပါတယ်ဒါပေမဲ့ဂျယ်ရီကတော့သူ့စီမံကိန်းကိုမရက်ချင်သေးဘူးဂျယ်ရီကအစပိုင်းမှာကြောက်ပြီးနားထောင်ခဲ့ပေမဲ့နောက်ပိုင်းမှာအရာအလုံးရှုပ်ထွေးလာတယ်အဲ့ဒီအချိန်မှာကောင်စီဘက်ကလည်းလိုက်လာပြီးဂျယ်ရီကိုဖိလုပ်ဖို့ပြင်ဆင်နေခဲ့တယ်သူတို့ထဲမှာအနေရဲ့အကြီးဆုံးကမမန်းမဒိုင်ယန်ဖြစ်ပြီးဂျယ်ရီကိုဖိဖို့ငှက်တွေဟာရည်တဲ့အထိဆင်းပြီးခေါ်လာခဲ့ကြတာပါအဲ့ချိန် professor တို့အဖွဲ့ဟာလည်းကားနဲ့မေဘယ်ကိုတရိတ်ဆန်တက်ရှိကဘာကိုမနှောက်ယှက်ရဘူးဆိုပြီးတက်နိုင်သမျှလိုက်တားနေကြပါတယ်မေဘယ်ဟာဂျယ်ရီနဲ့စကားတိုက်ရိုက်ပြောနေပေမဲ့ဂျယ်ရီဟာနားမလည်ဖြစ်နေတယ်အဲ့အချိန် professor ကတိုက်ရိုက်ပြောခြင်းကအဲ့လိုအလုံးမလုပ်ဘူးဆိုပြီးပြောလိုက်တယ် professor ရဲ့နှက်ချက်ကိုကြည့်ပြီးသူမနားလည်သွားတယ်နှက်ချက်ယူဖို့ကြိုးစားတော့တယ်သူမဂျယ်ရီစီပြန်ရောက်ဖို့ကြိုးစားနေတော့ဒိုင်ယန်ကလေဘော်ကနေကျလာပါတယ်ကံကောင်းစွာနဲ့ဂျယ်ရီပေါ်တော့တိုက်ရိုက်မကျခဲ့ဘူးသူမနှက်ချက်ကိုဂျယ်ရီနားထဲထည့်ပေးနိုင်ခဲ့ပြီသူမဟာမေဘယ်ဖြစ်ကြောင်းပြောတော့ဂျယ်ရီတယောက်မယုံနိုင်တဲ့ဖွဲ့ဖြစ်ရက်တွေကြောင့်အိမ်မက်လိုပဲစတင်လာပါတော့တယ်နိုးထလာမှဆိုပြီးကားကိုထိန်းချောင်းချင်းတောင်မလုပ်တော့မေဘယ်တယောက်ဝင်ထိန်းရပါပြီကံကောင်းစွာနဲ့ပဲဒိုင်ယန်ကတော့ပင်လယ်ဘက်ပြန်ကျသွားပြီးကားကတော့မှောက်လျက်အနေထားနဲ့ကုန်းပေါ်မှာရှိနေခဲ့ပါတယ်ဂျယ်ရီတယောက်အိမ်မက်မဟုတ်မှန်းလက်ခံလိုက်ပါပြီမေဘယ်ကစီမံကိန်းကိစ္စညှိနှိုင်းပါတော့တယ်ဂျယ်ရီကလက်မခံတာကြောင့်သူမကိုယ်တိုင်ကောင်စီအဖွဲ့ဝင်တွေကြားအောင်အတန်ကုန်ဟစ်လိုက်တော့တယ်ကောင်စီအဖွဲ့တွေမရောက်ခင် professor တို့အဖွဲ့ရောက်လာတာမို့သူမတို့ဖမ်းခံရပါပြီဂျော့တယောက်သူမကိုကယ်ဖို့သွားခဲ့ပေမဲ့မလှုပ်ရှားတော့တဲ့ဆက်ရုပ်ကိုသာတွေ့ပြီးကယ်ဖို့ကြိုးစားနေပါတယ်ထိုအချိန်ကောင်စီအဖွဲ့ဝင်တွေရောက်လာပြီးအကုန်ဖမ်းခံလိုက်ရပါပြီကောင်စီဟာ professor တို့ကိုချင်းချောက်ပြီး professor တို့ရဲ့နည်းပညာကိုပြောင်းပြန်လဲတုံးချဖို့လုပ်နေပါတယ်ဖမ်းခံထိထားတဲ့မေဘယ်တို့ရှိကိုတိုက်တက်ဟာလူသားပုံစံဆက်ရုပ်ဂျယ်ရီပုံစံမျက်နှာနဲ့ထွက်လာပါတယ်ဂျယ်ရီတယောက်အံ့ဩမြင်တက်သွားပါတယ်တိုက်တက်ဟာလူသားတွေကိုသူတို့ကိုလှုပ်တဲ့အတိုင်းလူသားတွေပဲကြားနိုင်တဲ့အတန်အမြင့်ဆုံးနဲ့ဂျယ်ရီရဲ့ကမ်ပိန်းပွဲမှာဖိပစ်မယ်ဆိုပြီးထိန်းချုပ်တဲ့ဖုန်းကိုတကိုင်ကိုင်နဲ့ပြောပြီးထွက်ခွာသွားပါတယ်ဂျော့ကတိုက်တက်ဘက်မှာရှိနေတယ်လို့မြင်ရတာကြောင့်သူမအယမ်းနာကျင်သွားတယ်သူမကဂျော့ကိုလိန်ခဲ့တဲ့အတုံးချခဲ့တဲ့ဆိုတာကိုလည်းနောက်ဆုံးမှဝန်ခံလိုက်တယ်ဂျယ်ရီနဲ့အတူပိတ်မိနေတဲ့အချိန်မှာမေဘယ်တစ်ခုနားလည်လာတယ်ငါတို့အားလုံးဟာတစ်ခုတည်းသောကဘာထဲမှာအတူနေကြတာဆိုတာပါပဲဒါကြောင့်ဂျယ်ရီကိုဘီဘာဆက်ယုံခန္ဓာထဲဝင်ခိုင်းပြီးသူတို့နှစ်ယောက်ပူးပေါင်းတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဂျယ်ရီဟာအယ်လင်ဒိုနိုနဲ့ပေါင်းပြီး professor တို့ကိုကယ်ထုတ်ခဲ့ပါတယ်နောက်ဆုံးဂျယ်ရီရဲ့ကမ်ပိန်းပွဲမှာတိုက်တက်စ်ကဂျယ်ရီအဖြစ်ဟန်ဆောင်ပြီးလူသားတွေကိုမုန်တီစကားတွေပြောနေချိန်မေဘယ်ကလူတွေရှိထွက်လာပြီးဂျယ်ရီကိုရက်တက်မှုစူးစမ်းတယ်သူမကတိုက်တက်စ်ကိုမင်းအမေတည်သွားတဲ့အချိန်မှာအားနည်းတယ်လို့ဖြစ်ခဲ့တယ်မဟုတ်လားငါလည်းအဲ့လိုပဲခံစားဘူးလေလို့ပြောပြီးနားလည်မှုရအောင်စူးစမ်းခဲ့တယ်တစ်ချိန်လုံးရန်သူလိုတွေးထားတဲ့လူသားနဲ့တရိတ်ဆန်တွေဟာအတူတကွနေနိုင်တယ်လို့သူမယုံကြည်နေတော့မယ်အဝေးကနေအဲ့ဓာတွေမြင်နေရတဲ့ဂျောဟာလည်းမေဘယ်ဘက်ကနေပြန်ဖြစ်သွားပါတယ်ဒါပေမဲ့တိုက်တက်စ်ကတော့အမုန်းတရားကိုမစွန့်နိုင်ခဲ့ဘူးသူ့ကိုဒီလိုမျိုးနီးလန်းနဲ့တွေးဆောင်ဖျားယောင်းလို့မရဘူးလို့တိုက်တက်စ်ကကြောက်စရာကောင်းစွာရေးပြီးပြောနေပါတယ်မေဘယ်ကလည်းနောက်အစီအစဉ်ကိုမဆိုင်မတွပဲဆက်လုပ်ဖို့ဂျယ်ရီကိုလှမ်း၍ပြောလိုက်ပါတယ်သူ့ရဲ့အစီအစဉ်ကဂျယ်ရီပုံစံဆက်ရုပ်ကိုတိုက်တက်စ်အောက်ကထိန်းချုပ်မှုမဲ့အောင်ပြုလုပ်ဖို့ပါအစီအစဉ်ကအောင်မြင်သွားပေမဲ့တိုက်တက်စ်ဟာပြန်ထိန်းချုပ်ဖို့ပြင်နေချိန်ဂျော့ကဝင်တားလိုက်ပါတယ်တို့ပေမဲ့တခြားကောင်စီတွေရဲ့တားဆီးမှုကြောင့်မအောင်မြင်လိုက်ပါဘူးသူဟာဂျယ်ရီပုံစံဆက်ရုပ်ကိုပြန်လည်ထိန်းချုပ်မှုရသွားပြီးမေဘယ်နဲ့ဖုန်းကိုလူနေကြပါတယ်လူရင်းကနေဖုန်းဟာတစ်ပင်ပေါ်ရောက်သွားတာကြောင့်တိုက်တက်စ်ဟာသွားယူနေပါပြီမေဘယ်ကလည်းအလွတ်မပေးဘဲတစ်ပင်ပေါ်လိုက်တက်ခဲ့ပါတယ်တိုက်တက်စ်ထက်ဦးအောင်တက်ဖို့စူးစမ်းရင်းကနေဆက်ရုပ်မျက်နှာဖုံးကိုချုပ်မိသွားတယ်မေဘယ်ဟာဆက်ရုပ်မျက်နှာကြောင့်လန့်သွားပြီးအောက်ကျလာပါတယ်သူမတရားမရလိုက်ပေမဲ့တိုက်တက်စ်ကတော့ဖုန်းကိုရသွားပြီဂျယ်ရီမျက်နှာနဲ့တာဖွင့်လို့ရတာကြောင့်တိုက်တက်စ်ဒေါသထွက်လာပြီးတရုတ်မှန်ကလည်းမထိန်နိုင်ပဲပေါ်လာပါပြီးအားလုံးကိုဖိပစ်မဲ့သူ့ရဲ့ပိုးမွားတွေကလွဲရင်ဆိုပြီးပြောပါတယ်တခြားကောင်စီတွေကလည်းစိတ်ပြက်စွာနဲ့အံ့ဩမြင်တက်နေပါတယ်တစ်ပင်ဟာလည်းရိမ့်ထိုးစွာနဲ့အောက်ကိုကျလာပါတယ်တိုက်တက်စ်တယောက်လည်းဟန်ချက်မထိန်နိုင်ပဲအောက်ကျလာပြီးဆက်ရုပ်ခန္ဓာကိုယ်ကပေါက်ကွဲသွားပါတယ်ပွဲဟာလည်းမီးပင်လက်တစ်ဖွဲစဖြစ်လာတာကိုကြောတယောက်တွေ့တော့မေဘယ်ကိုကူညီဖို့ထွက်သွားပါတယ်တိုက်တက်စ်ကတော့မလျှော့တဲ့စကားတွေကိုအပီးအထိမပြောနိုင်လိုက်ပဲကုံနေဘရင်ဖြစ်တဲ့ဖားလက်ချက်စားမိသွားပါတယ်အကုန်လုံးကထိုနေရာကနေရှောင်ဖို့လုပ်နေကြပါပြီမေဘယ်ကတော့တားဆီးဖို့လုပ်ရင်းသူမအဖွားရဲ့လက်ဆောင်ဂျက်ကက်အင်ဂျီလေးဟာမီးလောင်သွားပြီးအတွေးတွေလွင့်နေစဉ်အပင်ကျလာတာကိုတောင်သတိမထားမိလိုက်ဘူးဂျော့ရဲ့အချိန်မီရောက်လာပြီးကဲလိုက်မှုကြောင့်သာတီတီလေးလွတ်လာတာပါဂျော့ကနည်းနည်းတန်ရာရသွားတယ်သူတို့ကိုအဲလင်နဲ့လို့တို့ရောက်လာပြီးအနေရကင်းတဲ့နေရာကိုကဲထုတ်သွားကြပါတယ်သူတို့ရဲ့နေရာအနေရကင်းပေမဲ့မြို့ဖက်တော့မီးတွေဟာမထိန်နိုင်မသိမ်းနိုင်ဖြစ်နေပါတယ်မေဘယ်ရဲ့တရိတ်ဆန်စကားနားလည်နိုင်မဲ့နှစ်ချက်ဟာမီးတွေကြားတဲ့ပြေးရင်လွှားရင်ပျက်စီးခဲ့တာမို့ဓာတ်ရိုက်စကားပြောပြီးနားလည်နိုင်မဲ့အခြေအနေမဟုတ်ပေမဲ့ဂျော့နဲ့မေဘယ်ဟာဒီကန်ကိုကြည့်ပြီးနှစ်ယောက်သားနားလည်စွာနဲ့ကန်ကိုဖွင့်ချပေးဖို့လုပ်ပါတယ်
အင်အားဟာမလုံလောက်တာကြောင့်တခြားကောင်စီအဖွဲ့ဝင်တွေဟာလည်းတက်ညီလက်ညီနဲ့ဝိုင်းဝန်းကူညီနေကြပါတယ်နောက်ဆုံးမှာမီးအန်ဒီရဲ့ဟာလည်းကင်းဝေးသွားပါပြီဂျယ်ရီတယောက်ကတော့တမျိုးတစ်ဖုံနဲ့ဒါကကျော်တို့ရဲ့စွမ်းဆောင်မှုဆိုတာကိုသိနေမှာပါမေဘယ်နဲ့ဂျယ်ရီဟာလည်းဒီနိုင်ဆောင်ရွက်ကြတာပေါ့ဆိုပြီးအဆင်ပြေသွားကြပါတယ် Professor တို့ရဲ့ project ကတော့ဖျက်သိမ်းသွားတာမို့မေဘယ်နဲ့ကျော်တို့ကြားမှာဓာတ်ရိုက်ဆက်သွယ်ပြောလို့တော့မရနိုင်တော့ပေမဲ့ဖုန်းထဲက Chopped wood logs, coconut, hospital, ဆိုတဲ့အတန် message လေးတွေကနေသူတို့နှစ်ယောက်ကြားကချစ်ခင်မှုနဲ့မိတ်ဆွေစိတ်ကိုခံစားရနိုင်ပါတယ်